မောင်တော်စင်နိုင်ရဲ့အကြောင်းပါပဲဟိုဒီလိုပါ24ရက်နေ့ကျရင်မောင်တော်စင်နိုင်ကသူငငယ်ကနေသွားခဲ့တဲ့ကျူးကျော်ရက်ွက်လေးမှာပရိဒအလှူလာလုံးမလို့တဲ့ဘာပဲပြောပြောဒီလိုထူးချွန်ထက်မြက်ပြီးဘဝအောင်မမေ့တဲ့မောင်တော်စင်နိုင်အတွက်ကျမတို့ဂုဏ်ယူရမယ်လေအဲ့ဒီအတွက်ဆရာဆရာမတွေကကျမနဲ့တူဝိုင်းဝန်းပြီးတော့ကူညီပေးကြပါနော်သိကြပါဗျာကျွန်တော်တို့လည်းအားသေးပေါင်းပြီးပါဘယ်ဘာသာဝင်မစိုးကောင်းတာလုပ်ရင်ကောင်းတာဖြစ်ရမယ်ဆိုတာဒါညီမချင်းပဲလေဟုတ်တော့ဆရာမကြီးကျွန်တော်လည်းတအားသေးငါးခုကျွန်တော်လည်းဆရာမကဲအော်ဒါနဲ့ဟိုစာမွေးကနင်းနေပြီနော်ဟိုဆရာဆရာမတွေ